အချိန်ခီးသွားလေးတစ်ခုအကြောင်းအရာလေးကိုပြောပြချင်ပါတယ်ကိုကသူ့ရဲ့တက်ခွဲခန်းထဲမှာအချိန်ခီးသွားဆက်ကိုအပြီးတက်ဖို့အသေးအံစူးစမ်းနေတယ်သူ့ရဲ့စိတ်ထဲမှာတော့သူ့အဖိုးရဲ့ငယ်ဘွားအကြောင်းတွေနဲ့ပြည့်နေတယ်သူ့ရဲ့ဖိုးကငယ်ငယ်လေးတွေကစစ်ဘေးတန်ကြောင့်ပျက်စီးသွားတဲ့ရွာလေးမှာနေထိုင်ခဲ့တယ်အဖိုးရဲ့အကြောင်းတွေကိုစိတ်ဝင်တစားနားထောင်ခဲ့ရတဲ့ကိုဟာအဲ့ဒီအခြေအနေကိုတွားကြည့်ခြင်းစိတ်ပြင်းပြနေတယ်နောက်ဆုံးတော့ဆက်ကအစင်းနဲ့ဖြစ်သွားတယ်ကိုဟာဆက်တဲကိုဝင်ပြီးတော့ခီးစတင်လိုက်တယ်ဆက်ကတုံခါသွားပြီးသူ့ပတ်ဝန်းကျင်ကမြင်ကွင်းတွေကဝိုးတော်ဖြစ်သွားတယ်နောက်တော့သူဟာတစ်ပင်တွေနဲ့တောင်တန်းတွေဝန်းရံထားတဲ့ရွာလေးတစ်ခုကိုရောက်သွားတယ်ရွာလေးဟာစစ်ဘေးဒဏ်ကြောင့်ပျက်စီးနေပြီးအိမ်တွေကပြိုကျနေတယ်လူတွေကကြောက်ရွံ့တုန်လှုပ်နေကြပြီးအစာရေစာတွေရှားပါနေတယ်ကိုဟာအဖိုးငယ်ငယ်တော့ကပြောခဲ့တဲ့အတိုင်းပဲရွာလေးကပျက်စီးနေတာကိုသူတွေးလိုက်ရတယ်တညမှာကိုဟာသူ့အဖိုးငယ်ငယ်တော့ကပြောခဲ့တဲ့အကြောင်းအရာတစ်ခုကိုသတိရသွားတယ်အဲ့ဒါကတော့ရွာရဲ့ဖျားစီတီအောက်မှာဝှက်ထားတဲ့ရွှေဦးတစ်လုံးအကြောင်းပေါ့ကိုဟာအဲ့ဒီရွှေကိုရှာတွေ့ပြီးရွာသားတွေကိုကူညီဖို့သူဆုံးဖြတ်လိုက်တယ်သူဟာရွာရဲ့ဖျားစီတီကိုတွားပြီးဇေဒီအောက်မှာရွှေဦးကိုရှာဖွေလိုက်တယ်နောက်ဆုံးတော့သူဟာရွှေဦးထဲမှာရွှေတင်းကားတွေအများကြီးကိုတွေ့ရှိသွားတယ်ရွှေတင်းကားတွေကိုရွာသားတွေကိုဝင်ငှပေးလိုက်တယ်ရွာသားတွေကကိုကျေးဇူးတင်ကြတယ်သူတို့ဟာရွှေတင်းကားတွေနဲ့အစားအစာတွေကိုဝယ်ယူပြီးသူတို့ရဲ့ဘဝတွေကိုပြန်လည်တည်ဆောက်နိုင်ခဲ့ကြတယ်ဒါပေမဲ့ကိုဟာသူ့ရဲ့လုပ်ရက်တွေဟာအတိတ်ကိုပြောင်းလဲစေနိုင်တယ်ဆိုတာသူသိလိုက်ရတယ်အတိတ်ကိုပြောင်းလဲဖို့ကြိုးစားရင်အန်ရီတွေနဲ့ရင်ဆိုင်ရတော့တာပေါ့ကိုဟာသူ့ရဲ့အချိန်ခီးသားဆက်ကိုပြန်ပြင်းနေတော့မှပဲရွာတွေကိုစစ်သားတွေဝင်လာတာကိုတွေ့လိုက်ရတယ်စစ်သားတွေဟာရွာသားတွေကိုနှိပ်စက်ပြီးတော့ရွှေတင်းကားတွေကိုလူယူသွားကြတယ်ကိုဟာရွာသားတွေကိုကာကွယ်ဖို့ကြိုးစားပေမဲ့သူ့မှာလက်နက်မရှိဘူးစစ်သားတွေကသူ့ကိုဖမ်းပြီးထောင်ထဲထည့်လာလိုက်တယ်ထောင်ထဲမှာကိုဟာသူ့ရဲ့အမားတွေကိုနားလေသွားတယ်သူဟာအတိတ်ကိုပြောင်းလဲဖို့ကြိုးစားတာဟာမှားယွင်းတဲ့လုပ်ရတစ်ခုဆိုတာသိသွားတယ်သူဟာသူ့ရဲ့အမားတွေကိုပြန်ပြင်ဖို့ဆုံးဖြတ်လိုက်တယ်ထောင်ထဲကနေထွက်ပြေးပြီးသူ့ရဲ့အချိန်ခီးသွားဆက်ကိုပြန်ပြင်လိုက်တယ်ပြီးတော့သူဟာပြစ္ဆုတ်ပံကိုပြန်လာခဲ့လိုက်တယ်ပြစ္ဆုတ်ပံမှာကိုဟာသူ့ရဲ့အဖိုးကိုပိုးပြီးတော့ချစ်ခင်လေးစားတတ်လာတယ်သူ့အဖိုးရဲ့အကြောင်းတွေကိုလည်းပို့ပြီးတော့နားလည်သွားတယ်သူဟာအတိတ်ကိုပြောင်းလဲဖို့ကြိုးစားတာဟာမှားယွင်းတဲ့လုပ်ရတစ်ခုဆိုတာနားလည်သွားတယ်သူ့ရဲ့အတွေ့အကြုံတွေကိုစာအုပ်တအုပ်ရေးပြီးလူတွေကိုအတိတ်ကိုပြောင်းလဲခြင်းရဲ့အန္တရာယ်တွေကိုသတိပေးခဲ့တယ်သူ့ရဲ့အတွေ့အကြုံတွေကနေသူကိုယ်တိုင်သိယူပြီးပုံမကောင်းမွန်တဲ့လူတစ်ယောက်သူဖြစ်လာခဲ့တယ်ဒီအချိန်ကြီးသွားပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့မမေ့ကြနဲ့နော် thank you ပါအားလုံးကျေးဇူးတင်ပါတယ်